အားလုံးပဲမင်္ဂလာပါတော့ဗတ်ဒီမှာဂိမ်းမင်းနဲ့ပြန်လိုက်ကြိုးစိုးလိုက်ပါကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာတော့အရင်ကြောက်စရာကောင်းတဲ့ဟောရာစကားလေးကြည့်ဝမ်းမှာဖြစ်ပါအားလုံးပဲလိုက်ကြည့်လိုက်ရအောင် let's go ဟိုကျွန်တော်ကြည့်ကြရအောင်စွန့်တော့ချမ်းအဘွားကြီးတည်းတော်ကြောက်စရာကျွန်တော်နည်းကြောက်သူတို့မှာသားသမီးတော့မရှိကြဘူးမစ္စတာစမစ်ရဲ့ဇနီးဘွားကြီးကကြောက်စရာကွာကြောက်စရာကလေးတွေကတော့အဲ့ဒီဘွားကြီးကို trick or treat ဘွားကြီးကိုခေါ်ကြတယ် trick or ဘာလို့အဲ့လိုခေါ်လဲဆိုတော့ trick or treat လို့လိုက်လို့ရတဲ့ Halloween ညတွေမှာဆိုဂျောင်းလာပြီးတောင်းတဲ့ကလေးတွေကိုဘွားကြီးကကျောင်းတွေပေးရရှိတယ်ကျောင်းတွေအများကြီးပို့ပေးတယ် trick or treat ဆိုတာကတော့ဗျာ Halloween ရောက်ပြီဆိုရင်ဟာဒါကြီးကလာပိတ်နေကျောင်းတွေတော့ကြာအင်းရှင်ကပေးမလားမပေးရင်ကျွန်တော်တို့ကသူတို့ကိုတရေချောက်အဲ့လိုဗီဒီယိုကန်ဒီရဲ့သူလည်းဖြစ်တယ်လေကျွန်တော်တို့နေအများကြီးအောင်တောင်းကြတယ်အဖွားကြီးကတော့ဝင်ညာနော်ဒါပေမဲ့ Halloween ညတွေဆိုရင်သူ့ကိုနေတဲ့အပြုံးရှင်တွေတွေ့ရတယ်ရှိတယ်ဟုတ်ရေအဲ့လို Halloween ညတွေမှာဆိုရင်သူကသူ့အိမ်ရှိ random မှာထိုင်ပြီးတော့ကျွန်တော်တို့နေထရတဲ့ချင်းတွေအိမ်ရှိကသွားတဲ့ကလေးတိုင်းကိုကျွန်တော်တို့နေပေးရရှိတယ်ဟုတ်ရေသူကလည်းကလေးတွေကိုချစ်တဲ့အတွက်မြို့ကလူတွေရောကလေးတွေရောသူ့ကိုပြန်ပြီးချစ်ကြတယ်ကျွန်တော်တို့သူ့အိမ်ကိုသွားတိုင်းကိုကြီးမစ္စတာဆွေကလည်းအများကြီးပြောကြတယ်သူစနီးကကလေးတွေပြောနေတာကိုကြည့်ပြီးသူလည်းပြောနေတဲ့ပုံမျိုးပဲအဲ့ဒီနေ့ရဲ့ Halloween မရောက်ခင်တပတ်လောက်လိုပါတော့ကျွန်တော်မိဟာလိုရာတွေဝယ်ဖို့ဆိုပြီး mini store တစ်ခုကိုသွားကြတယ်ဗျတော်တော် store ကိုရောက်တော့မိကကျွန်တော်ကြောက်တာကိုရွေးလိုက်တာပေါ့နော်ကျွန်တော်လာခဲ့တယ်ဗျတတိယတော့ကိုဈေးဝယ်ချင်တဲ့ထင်ရောပါကျွန်တော်နောက်မှာတယောက်ရှိရလို့ခံစားရတဲ့အတွက်ကျွန်တော်နောက်ကိုလဲကြည့်တော့ဟုတ်ရဘလို့ရောကြောက်ကြရရပန်းကြီးယူလို့ထင်တယ်ကျွန်တော်ယူတော့ပြီးအောင်ဆောက်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်သူ့ကိုတွေ့ပြီးဆိုရင်ဘာလို့လဲဆိုတော့သူ့ကိုကြားလုံးနဲ့တွဲပြီးမှတ်ထားတော့ဘလို့ပဲနေသူ့ကိုတွေ့ရတယ်ကျွန်တော်တို့ပျော်ရွှင်မှုကိုခံစားရတယ်ဒီခါမှာတော့ကျွန်တော်အဲ့လိုပျော်ရွှင်တဲ့ခံစားမှုမျိုးမရခဲ့သူ့ရဲ့မျက်လုံးတွေကပူးပြောင်သလိုဖြစ်ပြီးမျက်ကွင်းကလည်းညုံနေတယ်ဟုတ်ရှင်သူကကျွန်တော်ကိုပြုံးပြပြီပဲသူပြုံးတာအရင်ဆုံးလမ်းဆန်းကွာနာကျင်မှုတွေခံစားနေရတယ်ဆိုတော့ပြုံးတယ်ပြုံးရှိုးလိုက်ပါအမေကကျွန်တော်တို့ယောက်ကိုမြင်သွားပြီးဖွားကြီးကိုနှုတ်ဆက်ဖို့ကျွန်တော်တို့စီကိုရောက်လာပါတယ်သူတို့နှစ်ယောက်စကားပြောနေရင်လည်းကျွန်တော်ကြားရတာကတော့ဖွားကြီးကဒီဘက်မှာကျမ်းမာရေးမကောင်းဘူးဆိုတာသိရတယ်ဗျအမေနဲ့ကျွန်တော်လည်းသူဈေးဝယ်ပြီးတဲ့အထိစောင့်ပေးပြီးတော့အပြန်မှာသူ့အိမ်ကိုလိုက်ပို့ပေးကြပါတယ်ကျွန်တော်တို့သူ့အိမ်ရှိကိုရောက်တော့မစ္စတာစမစ်ကဒေါသအကြီးနဲ့မျက်နှာထားနဲ့အိမ်ပေါက်မှာရိုက်လာတွေ့ရတယ်ဖွားကြီးကကောင်းကစီးပြီးဒီဘက်ကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားတယ်ကျွန်တော်တို့ပြန်ထွက်ခံဒီမှာမစ္စတာစမစ်ရဲ့အုံငေါ့ရဲ့အတန်ကိုကြားရရတယ်အမေကြီးဆရာဝန်တွေကအိမ်မြေကိုမသွားပဲအိမ်ထဲမှာပဲအေးစေးအနားယူကိုမှာထားတယ်လေကွမင်းကဘာလို့စကားနားမထောင်ရလဲဖေးရဲ့ဟောလုံးရောက်တော့မှရှိကလေးတွေကြားလုံးဝယ်ရမယ်လေကျမဘာမှမဖြစ်ပါဘူးရှင်စကားအပိုင်းရင်တင်ပြီးပါမယ်ဘောကြီးကပြန်ပြောတဲ့အတန်ကိုလည်းကျွန်တော်ကြားလိုက်ရတယ်သူအဲ့လိုပြောတဲ့စကားတွေကိုကြားတော့ကျွန်တော်ဟောမကြီးကိုအရန်ကျေးဇူးတင်မိတယ်သူကျွန်တော်တို့ကိုအတော့ကိုချစ်ပါလားဆိုတာကိုလည်းသိတယ်ရပါတယ်ဒီလောက်သူနေမကောင်းထင်နေတဲ့ကြားလေးကကျွန်တော်တို့ကိုအစင်တော်ပြတဲ့ဂျာလုံးတွေပေးနေတဲ့စိတ်ကလည်းရှိနေတော့မယ်အဲ့ဒီနောက်ရက်တွေမှာတော့ပုံမှန်မဟုတ်တာတွေစဖြစ်ပါတော့ပုံမှန်ဆိုရင်ကျွန်တော်တို့သူ့အိမ်ရှိကဖြတ်ပြီးအကြောင်းကိုသွားတိုင်းမှာဘွားကြီးကသူ့အိမ်ရှိရန်နာမှာထိုင်ပြီးတော့သုံးဝေးထိုးနေတယ်ကျွန်တော်တို့ကိုလမ်းပြီးနှုတ်ဆက်နေကြပဲဈေးဆိုင်မှာတွေ့ပြီးနောက်ရက်ကစပြီးတော့အိမ်ရှိမှာသုံးဝေးထိုးနေတဲ့ဘွားကြီးကိုမတွေ့ရဘူးနောက်ပိုင်းရက်တွေမှာတော့ဝါလာမသိမစ္စတာစမစ်ကိုတော့အဲ့ဒီဘက်မှာလင်္ကာကတော့ဆုံးဖြတ်ကြတယ်သူကအမြဲလိုလှုပ်ရှုပ်နေတဲ့ပုံပေါက်ဒီလိုနဲ့ဟောလုံးရောက်ဖို့3ရက်လို့ကျွန်တော်ကတကယ်ချင်းနဲ့ကစားပွဲမှာတွားကစားနေပါတယ်ကျွန်တော်တို့ကစားပြီးလို့ပြန်လာဖွားကြီးရဲ့အိမ်ရှိကိုရောက်မှာတော့သူရန်နာမှာရှိမရှိကျွန်တော်လမ်းကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာမစ္စတာစမစ်နဲ့ဆရာဝန်တယောက်ရဲ့အိမ်ထဲကိုမှကနေဝင်သွားတဲ့ဆိုတော့တွေ့ရရတယ်ဒီတော့ဖွားကြီးနေမကောင်းဖြစ်နေတော့မယ်ဆိုတော့ကျွန်တော်သိတယ်ရပြီအားလုံးစိတ်မကောင်းဖြစ်သွားကြပါတယ်ဟောလုံးရောက်တော့မှဆိုတော့မြို့တွေကဆိုင်တွေမှာလည်းဟောလုံးဝင်းအပြင်စင်တွေပြင်ဆင်ထားကြပါတယ်ဒီလိုနဲ့ဟောလုံးဝင်းမရောက်ခင်2ရက်လောက်ပါဟောဝါချင်းလုံးပေါက်လို့ဆိုပြီးစေးရုံတက်ရတယ်ကျွန်တော်တို့ကြားလိုက်ရပါတယ်လူအဲ့ဒါတေဝါမှာမသိဘူးလူသားဆောင်ဖို့ဆိုပြီးစေးရုံမှာလူကြားတယ်ရထရီကိုထရီဟောဝါချင်းမပါတော့မဲ့ဟောလုံးဝင်းကကျွန်တော်တို့ခလေးတွေမျိုးကြီးပဲဒီတော့ကျွန်တော်တို့လည်းဟောလုံးဝင်းရက်မတိုင်ခင်ပါဟောဝါချင်းနေပြန်ကောင်းပါစေလို့ဆုတောင်းပေးခဲ့ကြတယ်ဟောလုံးဝင်းမရောက်ခင်2ရက်လို့ပါတော့အမေကကျွန်တော်ကိုဝစ်စုံဝယ်လို့ဆိုပြီးထက်ဆိုင်တစ်ခုကိုခေါ်လာပါတယ်
TGM ကျွန်တော်က နဲ့ စူပါမန်ဝတ်စုံဝတ်ချင်တာကြားပြီဗျာအဲ့ဒီတော့အမေကကျွန်တော်ကိုစူပါမန်ဝတ်စုံစုံဝယ်ပေးပါတယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲဗျာငစုဝတ်စုံကအောက်ခံဘောင်းကြီးအနီးကိုအပြင်ထုတ်ဝင်ရတာကျွန်တော်လည်းအဲ့ဒီအောက်ခံဘောင်းကြီးအပြင်ထုတ်ဝတ်တာပေါ့ဗျာ ကွာတ ကျွန် ကယ် တော် ပါ အိမ်ကိုရောက်တဲ့ချိန်မှာ စူပါမန်ဝတ်စုံရတကယ် စစင်ဖို့လုပ်တယ်တရားတော့ကျွန်တော်လည်းအိမ်ကိုတော့ပြင်မယ်ပါဒါပေမဲ့မနှက်ပြန်ဆိုရင်ဟောလိုဝင်းရောက်ပြီဆိုတဲ့စိတ်နဲ့စိတ်လိုရှားပြီးအိမ်ရောက်နေပါကျွန်တော်အိပ်ပျော်သွားတော့ပုံမှန်မန်နေဂျာမဟုတ်တဲ့အိမ်မက်တစ်ခုမှတ်ပါတယ်အိမ်မက်ထဲမှာဘွားကြီးကသူ့ရဲ့ရှိမှတိုင်တားလေးကိုလာယူပါတားလေးဆိုပြီးတော့သူ့လက်က တွေ့လာတော့မပြောတယ်တေးသွားမှာဟုတ် သူကကျွန်တော်ကိုပြုံးပြတယ်ဒါပေမဲ့သူ့မျက်လုံးတွေကတော့ဈေးဆိုင်မှာတွေ့ရတော့ ပြုံးချူဖို့ပြရောကွာ ကျွန်တော်အိမ်မက်ကနိုးတော့မနှက်ရောက်နေဆိုတော့သိလိုက်ရတယ်ဒီနေ့ကဟောလိုဝင်းနေ့ဆိုတော့နေကမျိုးတွေလည်းအိမ်ကိုရောက်နေကြပြီလူရန်အတွက်ကတော့ပျော်စရာကောင်းတဲ့အချိန်တွေပါကျွန်တော်လည်းသူတို့နဲ့စကားတွေပြောလိုက်ကစားလိုက်ဆိုတော့ညကမှတ်တဲ့အိမ်မက်ချောင်းကိုမေးသွားပါတော့တယ်ညဘက်ကိုရောက်တော့ကျွန်တော်တကယ်ချင်းတွေကသူတို့ရဲ့ဟောလိုဝင်းဝတ်စုံတွေဝယ်ပြီးကျွန်တော်ကိုလာခေါ်ကြပါတယ်ကျွန်တော်လည်းကျွန်တော်ရဲ့ငစုဝတ်စုံတွေပဲသူတို့နဲ့တူကြောင်းလုံးတောင်းလို့ဆိုပြီးထွက်လာခဲ့ပါတယ်ကျွန်တော်တို့ပုံစံတွေကတကယ်ကိုကြီးဖို့ကောင်းပါတယ်မျိုးရင်းမှာဆိုရင်အဲ့ဒီကြောင်းလုံးတောင်းတဲ့ကလေးတွေနဲ့ချွတ်ချက်ခံနေတာပဲကျွန်တော်တို့ကတော့အနီးနားကအိမ် ဘလုံးကတော်ပြင်ဆင်လာတာမိုက်တယ် ကိုပတ်ပြီးတော့ကြောင်းလုံးလိုက်တောင်းကြတယ်ကျွန်တော်တို့နောက်ဆုံးတောင်းတဲ့အိမ်ကကြောင်းသားပါရှိတယ်အဲ့ဒီအိမ်ကကြောင်းလုံးနဲ့တောင်းပြီးရင်တော့အိမ်ပြန်မယ်ဆိုပြီးဆုံးဖြတ်ကြပါဒီလိုနဲ့ပြန်လာကြရင်ကြောင်းသားတွေရောက်ပါကျွန်တော်လုံးဝအသိမခံနိုင်တော့ဘူးဘယ်လိုတွေဖြစ်တယ်လဲဆိုရင်ကျွန်တော်တေးတအားပေါက်ချင်လာတယ်ယတနာရွှေပြုတ်ကရေလွတ်ချင်လာတယ်လွတ်ချင်ဆိုကျွန်တော်အိမ်ကထွက်မလာခင်တော့လိမ်မော်နှစ်ဘူးတော့တောက်လာမိတယ်တော့အဲ့ဒါကျွန်တော်လည်းတကယ်ချင်းတွေကိုရှေ့ကသွားနေမှပြောလိုက်တယ်ဒီစူပါမန်ဝတ်စုံနဲ့သိပေါက်တာဘလောက်ခက်တယ်ဆိုတာခင်ဗျားတို့သိမလားတော့မသိဘူးဗျာတကယ်စူပါမန်အစ်စ်ဆိုလဲရှူပေါက်ခံနေအဲ့လိုခံမလားတော့မသိဘူးဗျာကျွန်တော်ကရှက်တယ်ဗျာသူတို့ကိုဒီညမှာရှိပြီဒါနဲ့ကျွန်တော်လည်းနဲမောင်နဲ့လန်တော့ဘက်ကိုသွားပြီးကိစ္စကိုပြင်ရှင်းကျွန်တော်တို့ကတော့ပေါ်ပါသွားတယ် တေးဖို့တော့ကျန်နော်တနက်ဆက်နေပါ ကိ တော့ စ္စပြီးတော့တကယ်ချင်းတွေကိုလမ်းကြည့်တော့သူတို့ကိုမတွေ့ရတော့ဒါနဲ့ကျွန်တော်လည်း တေးဟောလေဟာ အိမ်ကိုတယောက်ပြန်လာခဲ့ နောက်တော့နောက်မှရှိပါ ခြေလမ်း3-4လမ်းပဲလမ်းလိုက်ရသေးတယ်။ကျောင်းဘက်ချင်ကလည်းအလင်းနဲ့တစ်ခုထွက်နေတာကိုတွေ့ရတယ်။တကယ်တော့အဲ့ဒီအလင်းနဲ့ကဖွားကြီးအိမ်ဘက်ကထွက်နေတာပဲ ဟုတ်တယ်နော် ။ကျောင်းနဲ့ကက်လျက်မှာသူတို့အိမ်တစ်လုံးပဲရှိရဆိုတော့တခြားအိမ်နဲ့မားစရာလုံးဝမရှိဘူး။လူတယောက်မှရှိနေတဲ့အိမ်ကဘာလို့ ဝင်ကြည့်မလို့ထင်တယ် ကျွန်တော်ကတိတ်ပြီးကြောက်တဲ့ကလေးတော့မဟုတ်ဘူးဗျာ။ဘာဖြစ်တယ်ဆိုတော့ကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်အဲ့ဒီအိမ်ဘက်ကိုရှောက်လာပြီးတော့တကားဝါရောက်ပါ အာဟိုဘာလို့သွားကြည့်ရလဲဘယ် ကျွန်တော်ကကိုခေါ်လိုက်ပြီးအိမ်ထဲကဘာသူလဲလို့ခေါ်လိုက်ပါ ဘာလို့အမှန်တော့အင်းပြဲမှာ စိတ်တယောက်ကအိမ်ထဲကိုခိုးဝင်နေမလားလို့ဒါပေမဲ့ကျွန်တော်ပြန်ကြားလိုက်တဲ့အတန်ကြောင့်မနဲ့လန့်တယ်လို့ဖြစ်သွားတယ်ဗျာဘဘကြီးကကျွန်တော်ကိုအိမ်ထဲကနေပြန်ထုတ်လိုက်တယ်ဒါလေးဝင်ခဲ့လေဘဘကြီးကဂျာလုံးနဲ့တားကိုဆောင်း ကြောက်လို့ကြောက် ဘဘကြီးနေပြန်ကောင်းသွားပြီးတော့အိမ်ပြန်ရောက်နေပြီဆိုတော့ကျွန်တော်သိရတော့အတော့ကိုပြော အာတော့တော်ဆဆရ ကျွန်တော်လည်းတကားဖွင့်ပြီးထဲကိုဒီအိမ်ရဲ့အတွင်းမှာကိုကျွန်တော်တခါမှမမြင်ဘူးလို့အထဲကိုလည်းတခါမှမရောက်ဘူးတဲ့အခုတစ်ချိန်ကပထမဆုံးဆိုတော့အသစ်စမ်းလို့ဖြစ်နေတယ် TV ရှင်းမှာစူပါကွန်ပျူတာတစ်ခုရှိတယ်ဗျာပြီးတော့အပေါ်တော့ကိုတက်တဲ့ကားတစ်ခုလည်းတွေ့ရတယ်ကျွန်တော်လည်းအတန်အကျဉ်းနဲ့လမ်းမိလိုက်တယ်ဘဘကြီးဘယ်နားမှာလဲဗျာအပေါ်ထဲမှာတားလေးတက်ခဲ့လေဘဘကြီးကအပေါ်မှာအဲ့လိုသူကအပေါ်တက်ကနေပြီးလမ်းပြောတယ် ပေါ်မှာ ကျွန်တော်လည်းလေကားကနေအပေါ်တက်ကိုတက်လာခဲ့ပါတယ်ဘဘကြီးကတော့စကားဆက်ပြောတယ်ဘဘကြီးကကလေးကိုပြောနေတာ ပြုံး ဘယ်သူမှရောက်မလာကြ ရေ တားလေးလာတော့ဘဘကြီးဝမ်းသာလိုက်တာတားအတွက်ကြားလုံးတွေအများကြီးဝယ်ထားတယ်လာယူလိုက်ပါကွယ်ကျွန်တော်လည်းအတန်ကြားရစီကိုလိုက်လာရင်ဘဝရောင်အလင်းရောင်တွေထွက်နေတဲ့ခန်းရှိကိုရောက်သွားပါတယ်ကျွန်တော်အခန်းထဲကိုဝင်လိုက်တော့ဘဝကြီးကအဲ့ရထဲမှာလဲနေတာကိုတွေ့ရတယ် ဟာ ကျွန်တော်ကိုကြောပေးပြီးလဲနေတာဒုက္ခနာကရန် Oh my god တော့ကိုပိတ်ချုံ တော့ဖြိုရလား ရန်ကိုနေမကောင်းပါလားကျွန်တော်တွေ့တယ် ဘာဖြစ်နေရလဲမသိဘူးတော်ရဲ့ သူ မ က င်း ကျွန်တော်ကိုလိမ့်မကြည့်ပဲနဲ့တကြားလုံးတွေပါတယ်သူလည်းကိုစမ်းထုတ်ပြီးတော့ဒါလေး ကျိုးတယ်မင်းတို့ကြောက်လာပြီလားရဲ့ပြင်းတော့ကြောက် ဘဝ လာ ကြီး ပြီ ကနေသိမကောင်းဘူးလှည့်လို့ပြီးတော့သိမရသေးဘူးဘဝကြီးကအားနဲ့နေတဲ့ဒေသနဲ့ပြောရှာတယ်သူခန္ဓာကိုယ်ကကျွန်တော်ရှိမှရှိပြီပဲအတန်ကတော့ခဝဝိတ္တနီယာစီကထွက်နေတဲ့အတန်ပြောပြကျွန်တော်အဲ့လိုတွေးတော့မှသူ့ရဲ့ရည်တန်ကြီးကိုကြားလိုက်ရတယ်ဒါမှမဟုတ်ဘူးဆိုတော့ကျွန်တော်ခံမယ်ကျိုးတွေကစိတ်တက်တယ် ဒီတိုင်းရတယ်ဘာလဲထုတ်ကြရပါကွာ ဒါနဲ့ကျွန်တော်လည်းဘဝကြီးဒီနေ့နားလိုက်ပါဦးတာနောက်နေ့မှလာခဲ့မယ်ပြီး
ပြီးတော့လည်းနောက်ကျနေပြီဆိုတော့တားအိမ်ကိုပြန်တော့မယ်နော်ကျွန်တော်အဲ့ အဲ လိုပြောရင်ပြန် သွားပြီနော် အဲ့ဒီအချိန်မှာတယောက်ကကျမ်းမြေပေါ်ကိုဝုန်းဝန်းနဲ့ဆိုပြီးပြောတယ်ကြားလိုက် သွား ကျွန်တော်လည်းနောက်ကိုလဲကြည့်တော့လမ်း တ ဖြ န် တ်သွား ရ တယ် တော့ကျိုးစရာ တကူလုံးမှာရှိသမျှသွေးခဲသွားလို့ခံစားလိုက်ရတယ် ရှိုးလိုက်ရ မျက်စိကိုတော့မယုံနိုင်ဘူးဖြစ် မျ သွား က်စိမြင်လာ ဘဘကြီးက ဒီ ကျမ်း ကျ မြေ ရှိုး ပြုတ်တိကောင်ထိုင် ဟာရော သူ့ပါစကားနေတဲ့အသေးကြာကြီးမျိုးလုံးတွေကလည်းသူ တိုး ရော လေ တွေ ရ ပေါက် ငါ ထွက် မ ပြီး ကြည့်ရဘူးရ ပြီးတော့ကျွန်တော်ကိုကြောက်စီရအပြုံးနဲ့ပြုံးပြအကောင်ဆုံး trick or treat လို့အော်ပြောတယ်စကားလဲဆိုတော့ကျွန်တော်ဘက်ကိုလမ်းပြီးခေါ်တယ်ကျွန် ချီ တော်လည်း ချောင်းရေး စင်းပြင်းနဲ့ခြေချော်သွားတော့လေကားကနေပြုတ်ကြပါတော့ ပြုတ်ပြုတ်ပြုတ် နဘူး ပြု က တ် လည်း ပြုတ် သူတွေကလည်းထွက်တယ်ဒါပေမဲ့ကျွန် ဟို တော် က ထားပြီး ကို စက် ယ်ရကွာ ဘဘကြီးအောက်ထက်ကိုခုန်ချတဲ့အတန်ကိုကျွန်တော်ကြားတော့ကျွန်တော်တို့ကိုစလိုက်နေဆိုတော့ကျွန်တော်သိလိုက်ရတယ် ကြည့်ရလား ကျွန်တော်လည်းအိမ်ကြီးကိုရောက်တော့တကားကိုတင်းဆောင်နေကျွန်တော်အိမ်ဘက်ကိုတကုံပြေးပါတယ်နောက်နေ့မနေ့မှာကျွန်တော်နိုးလာတော့ဖေးနေပြီ တော်ဒီလို့ သူတို့ကျွန်တော်ကိုပြန်ပြောပြတာကတော့အဖေနဲ့အမေကကျွန်တော်ကိုတငယ်ချင်းတွေအတူပြန်မလာတဲ့အတွက်တော့ကိုစိုးရိမ်သွားကြတယ်ဒါနဲ့သူတို့လိုက်ရှာကြတော့အိမ်ပြန်လာတဲ့လမ်းမှာ တော့ပြီရတော့ဘာသာဒီဗီဒီယိုကြရင် like and subscribe and share ပေးခဲ့ဗျာဒီဗီဒီယိုကဒီလောက်ပဲနောက်တဲ့ဟိုကတဲကကြည့်ရင် subscribe လုပ်ခဲ့ဒါဒီလောက်ပဲ